မင်္ဂလာပါ sorry ခတ်ဒီနေ့ကျွန်တော်လုပ်ပြမယ့်အရာတွေကတော့ယူရီးယားမမတုံနေလေးပဲဖြစ်ပါတယ်เนาะရမမပါเนาะ okay ကျွန်တော်တို့လုပ်နေလေးကိုလိုက်ကြည့်လိုက်ရအောင် let's go လိုအပ်တဲ့ပစ္စည်းတွေကတော့ဘာတွေဖြစ်မလဲဆိုတော့ပဇွန်နောက်ပြီးတော့မိုးကတော့ကြားတဲ့မိုးသုံးလို့ရပါတယ်เนาะတမယာဒီစက်သွန်နီငရုတ်တီအနီအစိမ်းအဆက်ကတော့ကြားတဲ့လောက်ထည့်လို့ရပါတယ်နောက်ပြီးတော့အသားချောင်းရယ်နောက်ပြီးတော့ကနန်းချောင်းမွန်လာဥအနီရယ်နောက်ထပ်ကတော့ခန်းကျင်သည်ဒါကတော့ကော်ပီတုပ်ဒါကတော့ထညက်နော်ထညက်အနေငယ်ထည့်မယ်နောက်တော့တကြားထည့်မယ်တကြားထည့်ဝိုင်းငံပြရည်ကျွန်တော်တို့ဒီမှာမအောင်တုံးထားပါတယ်နော်ယူရီးယားမအောင်တုံးထားပါတယ်အမွှေးကြိုင်တွေထဲမှာဆိုရင်တော့နနံပင်ရယ်ဒီကောင်ကတော့မြန်မာလိုခေါ်မတတ်ဘူးကျွန်တော်ကတော့ထိုင်းလိုပဲသိတယ်ခင်းချိုင်လို့ခေါ်ပါတယ်เนาะနောက်တစ်ခုကတော့ဒါလေးနဲ့ထည့်မယ်เนาะဒါလေးကတော့မူရောလို့ခေါ်ပါတယ်เนาะကဲလိုအပ်တဲ့ပစ္စည်းဒါတွေပါပဲเนาะဝတ်တာမူစပေါ့เนาะထိုင်းလို့ခေါ်ရင်တော့ဝတ်တာကြိတ်ထားတဲ့ဟာပေါ့เนาะအဲ့ဒါနဲ့ထည့်မယ်ကဲလိုရတဲ့ဟာတွေကတော့အဲ့လောက်ပါပဲကျွန်တော်တို့ဆက်လုပ်လိုက်ရအောင်เนาะညုတ်တီကိုကျွန်တော်ထောင်းရမယ်เนาะရပါပြီဒါတော့အညက်ဆိုရင်ခင်းတီကိုကျွန်တော်အလဲအဥဒံမြူပါအောင်เนาะအလဲအဥဒံယူလိုက်လို့ရှိရင်တုတ်တဲ့ပွဲမှာအရည်အများကြီးထွက်လာမှကြောက်လို့ပါကြိုက်လို့ရှိရင်တော့ထည့်ရရပါတယ်ကျွန်တော်ကမုံလာဥတယ်ကျွန်တော်တို့အနေငယ်ထည့်မယ်เนาะမုံလာဥချစ်တဲ့ဟာလည်းပြအောင်မသိအသားချောင်းလေးကိုလည်းကျွန်တော်တို့ဘလောတော်လေးဒီခါပြလိုက်မယ်เนาะဘယ်နဲ့ချောင်းထည့်မယ်ကြိုက်တော့ထည့်ရပါတယ်ကျွန်တော်၄ချောင်းတော့ပဲထည့်မယ်เนาะအစားသိမ့်မပုတ်ဘူးဆိုတော့ဒါကနန်းချောင်းကြီးပဲเนาะကျွန်တော်ရတော့ထည့်အဲ့ခွာဖို့လည်းမမေ့နိုင်ဘူးเนาะအဲ့အစားလို့မရချက်တော့နေရောကြိုင်အများကြိုင်အများထဲပါကျွန်တော်၄ပုံတစ်ပုံမထည့်မယ်နော်အဲ့တော့ကျွန်တော်ထည့်ပါမယ်မိုးလေးတွေကိုလည်းအစင်သစ်လောက်ထားပေးပါနောက်ပြီးတော့တိုးစရာတွေကိုလည်းအစင်သစ်လီဖြတ်ထားပေးပါပြီးတော့ဆိုရင်ကျွန်တော်တို့နောက်ထပ်ဒုတိယအဆင့်ထပ်သွားမယ်နော်တာမြာသီးတွေကိုလည်းအချင်းကတော့ကိုကြိုက်တော့ထည့်ရရပါတယ်ကျွန်တော်ကတော့လိုဂါမေက3လုံးလောက်ဒီထားလိုက်တက်ဝင်နေကြရင်ကျွန်တော်တို့အလုံးမရှုပ်တော့တိုးစရာပြောဖို့အတွက်ရင်းနှီးဥကိုတည်ထားပေးပါဒီဆူလာပြီဆိုရင်ကော်ဖီတုံးနဲ့ဥနီကိုနည်းနည်းလေးပြောလိုက်မယ်နော်ပြုတ်လာတဲ့ဟာတွေကိုကျွန်တော်တို့ရေခဲနဲ့ရိုက်ထားပါအပေါ်မှာဒါမှမဟုတ်လို့ရှိရင်ရေအေးလေးထဲမှာစိန်ထားပေးပါနော်ကနန်းချောင်းနဲ့အသားချောင်းကိုလည်းရေလေးဖြောမယ်နော်အနေတော်လေးရလာပြီဆိုကျွန်တော်ဆယ်လိုက်မယ်နော်
ပြုတ်ထားတဲ့ရေကိုမတော်လိုက်ပါနဲ့ကျွန်တော်မမဆက်ပြောက်ပါမယ်မမကျွန်တော်အထုပ်ကြီးနဲ့ထုတ်ထည့်ပါအောင်နော်ပဇွန်ဆက်ပြီးတော့ယူနီဖြုံးမယ်နော်ပဇွန်ကတော့ခဏလေးပါပဲနော်ဒီလောက်ဆိုရင်ကြည့်ရလောက်ချင်းနေရောနော်ကိုတော့ဝတ်သားပါဝတ်သားကိုကျွန်တော်တို့ပြကြက်ရမယ်နော်ရေလေးအနေငယ်ထဲပါနော်ဝတ်သားကြက်အောင်ဆိုရင်ရေလေးအနေငယ်ထဲလောက်ပါကဲဒီလောက်ဆိုရပါပြီနော်မိုးလည်းကျွန်တော်တို့ရင်းနှီးဖြိုးလာပေးမယ်ရပါပြီဒါအကြီးလူပြုတ်ပြမယ်ဆောင်းကောင်းအဲ့ဒါကြောင့်โอเคကျွန်တော်တို့အချင်းရေစက်နေလေးတော့ဆက်လိုက်မယ်နော်ခုဆိုရင်စတော့ပါမယ်ပြာရည်ထက်တကြားထက်နောက်ပြီးတော့ခညက်ပြီးရင်မြုပ်ပြီးထက်မြုပ်ထက်ပြောရင်မွေပါမွေပေါ်လို့ရှိရင်ကျွန်တော်တို့ဒါဖောက်ထည့်မယ်နော်ထည့်ပေါ်လို့ရှိရင်တာမြာသီးထည့်ပါโอเคဒီဆိုရင်ဝတ်သားထည့်မယ်နော်ပြီးရင်ပဇွန်ပါထည့်မယ်ထည့်သွားရင်နှောက်မွေပေးပါမွေပေါ်လို့ရှိရင်ကုန်ထည့်ပါနော်မိုးလည်းထည့်မယ်ဝေးရထည့်သွားရင်ကျွန်တော်တို့ခုနကလီထားတဲ့ဒါတွေအကုန်ထည့်မယ်နော်ထည့်ပေါ်ရဆိုရင်ကျွန်တော်တို့မမထည့်မယ်နော်မမတစ်ထောက်တော့ပဲပြောက်တယ်အထောက်ကြီးဆိုရင်တစ်ထောက်တော့ဆိုကွက်တည်နှစ်ထောက်ဆိုရင်တစားပလာတွေနဲ့စားမကုန်မနေဘူးကဲနောက်မူတော့ပါဒီဆိုင်တော့ကြာလောက်တင်ဒီမှာကြံပါသေးတယ်ခုနပြုတ်ထားတဲ့ဟာထပ်ထည့်ပါထဲဖို့မေ့ပါဒါရင်ထည့်ရမယ်ဘာမှမဖြစ်ဘူးဆက်ထည့်လိုက်မယ်နော်ပြင်ဒါထည့်ပါထည့်ပြီးတော့မွေပါနောက်နည်းနည်းတော့မဟုတ်ဘူးစားလို့တော့ကြည့်ရနည်းနည်းလေးပဲပါ
နဲလားလို့ကဲပြီးပါပြီနော်ကဲညတာလေးမြည်လိုက်ရအောင်အပေါငါကွက်တည်တယ်လုံးတဲ့တိုင်လိုက်လုံးကြည့်နော်အားလုံးအဆင်ပြေတယ်ဘယ်လိုဆိုလဲအကြိုက်ပြုတ်စရာမလိုကဲဒီနေ့တော့ဒီလောက်ပဲเนาะနောက်ထပ်ဗီဒီယိုတင်မှာထပ်တွေ့မယ်